အားလုံးပဲမင်္ဂလာပါအရင်ဆုံးဒီနေ့ဗီဒီယိုလေးအကြောင်းမပြောခင်မှာမိုးရဲ့ဗီဒီယိုလေးအခုမှစကြည့်ရတဲ့လူတွေအတွက်မိုးကိုမိုးအရင်ဆုံးမိတ်ဆက်ပေးမယ်ပေါ့နော်မိုးကဒီ security professional အနေနဲ့လုံနေပြီးတော့ဒီ channel လေးမှာတော့ဒီ technology နဲ့ပတ်သက်တဲ့အကြောင်းလေးတွေlifestyle အကြောင်းလေးတွေပြီးတော့တခါလေခရီးသွားပြင် travel blog လေးမိုးရဲ့ဝါသနာနဲ့ပတ်သက်တဲ့ vlog လေးတင်ပေးနေတဲ့ channel လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကဘာအကြောင်းလဲဆိုတော့ဒီ security fee မှာဆိုရင်တော့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေပါဝင်နေတဲ့SSO single sign on လို့ခေါ်တဲ့service အကြောင်းလေးပေါ့နော်ပြီးတော့SSO ဖြစ်အောင်လုပ်ပေးတဲ့ဒီ SAML လို့ခေါ်တဲ့ SAML authentication အကြောင်းနဲ့သူနဲ့အတူတူတွဲသုံးလေးရှိရဲ့ scam လို့ခေါ်တဲ့ service ပေါ့နော်အဲ့ဒီအကြောင်းလေးကိုပါထည့်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး SSO ဆိုတာဘာလဲပေါ့နော် SSO ဆိုတာကဒီသူ့ရဲ့နာမည်အတိုင်းပဲပေါ့နော် single sign on ဆိုတဲ့နာမည်အတိုင်းပဲ sign in တစ်ခါပဲဝင်ပြီးတော့ application တွေအများကြီးကိုသုံးကျင်တာ system တွေ service တွေကိုသုံးကျင်တာပေါ့နော်ဒါကအလွယ်ပြောတဲ့နည်းပေါ့နော်ဘယ်လိုမျိုးမြင်သာအောင်ပြောရမလဲဆိုလို့ရှိရင်ကိုကုမ္ပဏီမှာorganization တစ်ခုမှာအလုပ်လုပ်နေတဲ့သူတယောက်ဆိုရင်ကုမ္ပဏီမှာသုံးရမယ့် application တွေ service တွေအများကြီးရှိတယ်အဲ့ဒီဟာတွေကိုဒီကုမ္ပဏီရဲ့ trusted user ဖြစ်တဲ့ဒီ network ထဲမှာ trusted user လည်းဖြစ်တဲ့ trusted network ဖြစ်တဲ့ကိုကဒီ application တွေ service တွေကို access လုပ်ပိုင်ခွင့်လည်းရှိတယ်ဒီကြည့်ပိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့လိုမျိုး user တယောက်ဖြစ်တာမှန်ကန်တယ်ဆိုလို့ရှိရင်ခဏထပ်ခါ login တွေဝင်နေစရာမလိုဘဲနဲ့ဒီသုံးခွင့်ရမယ်ကြည့်ခွင့်ရမယ်ပေါ့နော်အဲ့လိုသဘောမျိုးပေါ့နော်ဒီ SSO မဖြစ်လာခင်တော့ဆိုလို့ရှိရင်ဒီ user တွေကဒီ application တစ်ခုကိုထပ်ခါတွေ user name ရိုက်လိုက် password ရိုက်လိုက်အဲ့လိုမျိုးတွေဝင်ရတဲ့အတွက် password မေ့တာတွေဖြစ်တာလို့ပေါ့နော်user name မေ့သွားတာတွေဖြစ်တာအဲ့လိုမျိုးတွေပြဿနာခဏဖြစ်တဲ့အတွက်ဒီ help desk တွေတို့ IT administrator တွေတို့လည်းပို့ပြီးတော့အလုံးရှုပ်လာတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့လိုမျိုးဖြစ်လာတာအကြောင်းမို့လို့ဒီ single sign on ဆိုတဲ့ strategy ကစပေါ်လာတာပေါ့နော်အဲ့တော့ဒီမှာပုံမှန်ဒီ organization ထဲမှာမဟုတ်ဘဲနဲ့ပုံမှန် user တွေအနေနဲ့ဆိုရင်ကြတော့ဘယ်လိုမျိုးမြင်တာအောင်ကြည့်လို့ရလဲဆိုတော့ဒီ Facebook တို့ပါတော့ပေါ့နော်အခုမို့လို့ Facebook ဖုန်းထဲမှာဝင်ထားတယ်ဆိုလို့ရှိရင်ဒီတစ်ခါပဲဝင်ပြီးတော့ကိုက log out မလုပ်မချင်းအမြဲဝင်နေရလေ Facebook account ကိုက log out လုပ်လိုက်တဲ့ခါကျတော့မှဒီတစ်ခါထပ်ပြန်ဝင်ရတာပေါ့နော်အဲ့ဒါလည်း single sign on သဘောတရားပဲပြီးတော့တချို့ application တွေဆိုရင်sign in with Google တို့ sign in with Facebook တို့အဲ့လိုမျိုး option လေးရှိရပေါ့နော်ဒါမှမဟုတ်ကိုတခြားmail address တွေရှိရဆိုလို့ရှိရင်လည်းအဲ့ဒါနဲ့လည်း create လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီသဘောကဘာလဲဆိုတော့ကိုက sign in with Google လုပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ credential ကို Google ကပိုင်သွားတယ်ပေါ့နော်ကိုယ့်ရဲ့ဒီကိုနဲ့ပတ်သက်တဲ့ဒီအခြေခံအချက်လက်တွေပေါ့နော် Google ကပိုင်သွားပြီးတော့ဒီလူဟာမောင်ဖြစ်ပါတယ်ဆိုပြီးတော့ဒီ application ကို access လုပ်ခွင့်ရှိပါတယ်ဆိုပြီးတော့ Google ကလုပ်ပေးတာပေါ့နော်အဲ့လိုသဘောမျိုးsingle sign on ပဲပေါ့နော်ဒါကမုံတို့နေ့စဉ်ဘဝမှာထိတွေ့နေရတဲ့ single sign on ပေါ့နော်ဒါတွေကိုဒီတကယ် organization တွေ company တွေမှာဆိုလို့ရှိရင်တေချာပေါ့နော် security နီလန်းအရာဒီ single sign on ကိုအသုံးပြုနေရပေါ့နော်အဲ့တော့ဒီ single sign on ဖြစ်ဖို့အတွက်အဓိကကဘာအသုံးပြုတာလဲဆိုတော့ဒီ SAML ပေါ့နော် SAML authentication ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်မိုနို SSO ဆိုတာဘာလဲသိသွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင် SAML authentication ဆိုတာရောဘာလဲ SAML authentication ဆိုတာကဒီ SSO ဖြစ်ဖို့အတွက်အသုံးပြုရတဲ့ markup language တစ်ခုပေါ့နော်သူ့ရဲ့အရှေ့ကောက်ကတော့ဒီ security assertion markup language လို့ခေါ်တယ်သူက XML based markup language တစ်ခုဖြစ်တယ်ပေါ့နော်ဒီ SAML authentication လို့ပြောလိုက်တာ ਨੇ အဓိကဘာသိရမလဲဆိုတော့သူ့မှာကလုံဒီ SAML authentication မှာအဓိကအနေနဲ့အချက်၃ချက်ရှိတယ်သူ့မှာက service provider identity provider နဲ့ security assertion ဆိုပြီးတော့ပေါ့နော်ဒီ၃မျိုးနဲ့ဒီ SAML authentication ကိုလုပ်တယ်ပေါ့နော်
အဲ့တော့ service provider ဆိုတာဘာလဲ service provider ဆိုတာကကြတော့ဒီ application သို့မဟုတ်ဒီ system service တွေကို user က access လုပ်ခွင့်ရှိလားဆိုပြီးတော့ဒါ तू ကအဲ့ဒါကိုရှိမရှိ तू ကစစ်ဆေးပေးတာပေါ့နော်ရှိကြောင်းမှန်ကန်ကြောင်း तू ကဆုံးဖြတ်ပေးတဲ့ provider တစ်ခု identity provider ကြတော့ဒီ user ကဥမာမောင်က access လုပ်ချင်တယ်ဆိုရင် login access ပေါ့နော်မှန်ကန်ကြောင်းဒီမောင်မှန်ကန်ကြောင်းမောင်ကဒီ organization နဲ့ကို login ဝင်ခွင့်ရှိကြောင်းဆိုတာကိုဆုံးဖြတ်ပေးတာက identity provider ပေါ့နော်ဒီ security စာရှင်းအားကြတော့ဒီ service provider နဲ့ identity provider နှစ်ခုခြားထဲမှာ trust relationship ရအောင်လုပ်ပေးတယ်ဒီအစာရှင်း token တစ်ခုပေါ့နော်ပြောရမယ်ဆိုလို့ရှင်တော့ဒီလက်မှတ်တစ်ခုအဲ့လိုနားလည်အောင်ပြောရမယ်ဆိုလက်မှတ်ပေါ့နော် certificate တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးသူတို့ရဲ့လှုပ်ပုံမြင်တာအောင်ပြောရမယ်ဆိုလို့ရှင်ဒီမှာ user ရှိရပေါ့နော်user ကဒီcompany ရဲ့ data တွေcompany ကထားပါတော့ Microsoft Cloud သုံးတယ် Amazon Web Service တွေပါသုံးတယ်ဆိုလို့ရှိရင် access လုပ်ချင်တယ်ဆိုအရင်ဆုံးဒီတန်းပြီးတော့ access လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ security ရမကောင်းအနေများတယ်ပေါ့နော်အဲ့အတွက် तू ကservice provider ကိုအရင်သွားပြီးတော့ request လုပ်တယ်အဲ့ဒီမှာ service provider ကဒီ login request ပေါ့နော်ဒီမောင်ကတကယ်ဖြစ်လားဆိုတဲ့ဟာကိုသူက identity provider ကိုသူကသွားပြီးတော့သူကဟိုပါပေါ့နော်ညွှန်ပေးလိုက်တယ်ဆိုရယ်ညွှန်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီ SAML ရဲ့ဒီ IDP ကိုညွှန်ပေးလိုက်တယ်အဲ့တော့ identity provider ကနေမှဒါမောင်ဖြစ်ပါတယ်မှန်ပါတယ်ဆိုပြီးတော့သူကဒီ SAML assertion ခုနက security assertion ကိုဒီ user ကိုပြန်ပေးတယ်ပြန်ပေးချိန်မှာဒီ user ကနေမှ service provider ကိုidentity provider ရှိရတော့ငါခွင့်ပြုချက်ရပြီဟုတ်တယ်ငါမောင်မှာဆိုတာကိုသူအတည်ပြုပေးပြီးွားပြီဆိုပြီးတော့ service provider ကိုပြန်ပြောတယ်အဲ့လိုပြန်ပြောတဲ့အချိန်မှာ तू ကဒါဆိုရင်တော့ तू ဒီ service ကိုလည်း तू access လုပ်ခွင့်ရှိရမောင်ဖြစ်တာလည်းဟုတ်တယ်ဆိုပြီး service provider သတ်မှတ်ပြီးတော့ဒီ authentication token တခုကို तू ကခွင့်ပြုလိုက်တယ်ပေါ့နော်တခုထုတ်ပေးလိုက်တယ်ခွင့်ပြုလိုက်တယ်အဲ့ဒီဟာရပြီဆိုတော့မှဒီ user ကဒီ application company တွေက application တွေကို access လုပ်ခွင့်ရပါတယ်ပေါ့နော်အဲ့တော့ဒီ token ရှိသွားပြီဆိုလို့ရှိရင်သူကနောက်ထပ်company ထဲမှာထားပါတော့ဒီမှာAmazon Web Service လည်းသုံးတယ် Azure လည်းသုံးတယ်အခြားဟာတွေလည်းဥမာ file share တွေပါတွေအများကြီးတခြား application တွေသုံးသေးတယ်ပေါ့ထားပါတော့ Facebook တွေပါလည်းသုံးမှာပဲပေါ့နော်ဒီ company ထဲမှာအဲ့ဒါတွေကို तू ကဒီမောင်ဖြစ်ပါတယ်ဆိုပြီးတော့တစ်ခုချင်းစီလိုက်ပြီးတော့ပြောနေစရာမလိုတော့ဘဲနဲ့ तू ကဒီ organization ထဲမှာ login ဝင်လို့ရတဲ့လူဖြစ်သွားပြီပေါ့နော် trusted user တယောက်ဖြစ်သွားရဲဆိုတဲ့သဘောပေါ့နော်ဒါကတော့ SAML ရဲ့အလုပ်ပုံပေါ့နော်အဲ့ဆိုလို့ရှိရင်ခုနကပြောရဲ scam ကဟောပါလဲ scam ကကြတော့လေဒီနှစ်ခုကိုတွဲသုံးလို့ရှိရင် security အတွက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တွဲသုံးကြရလဲများတယ်ဒီ scam ကကြတော့ဘယ်လိုမျိုးလုပ်တာလဲဆိုတော့သူကဒီ SAML ပေါ့နော်ဒီ SAML နဲ့ login ဝင်တဲ့ user ဖြစ်သွားပြီဆိုဒီ user ရဲ့အမြဲတမ်းတစ်သက်လုံးဒီ organization မှာ login ဝင်နေတော့မှာလား तू ဒီရုံကထွက်သွားလဲဒီ company ကနေ तू ထွက်သွားလဲ तू ကဒီထဲမှာ access ကိုရနေမှာလားအဲ့ဆိုစဉ်းစားကြည့်မယ်ဆို security အတွက်မကောင်းလေအဲ့လိုမျိုးဟာအတွက်ဆိုလို့ရှိရင်ဒီ scam ကလိုလာပြီပေါ့နော်ဒီ scam ကကြတော့သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကဘာလဲဆိုတော့ဒီ synchronization data management ပေါ့နော်မြန်မာလိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် data တွေကိုဒီ user ရဲ့ information တွေကိုသူကစီမံခန့်ခွဲပေးတယ်နောက်တစ်ခုကsynchronization ဆိုတာကြတော့ဒီ user ရဲ့ data တစ်ခုခုပြောင်းသွားတာ ਨੇ ဒီ network ကြီးတစ်ခုလုံးပေါ့နော်ဒီ application တွေအားလုံးမှာအကုန်လုံးကိုသူ update လိုက်လုပ်ပေးရပေါ့နော်ဒီ user နာမည်ပြောင်းသွားတာပဲဖြစ်ဖြစ်သူ့ရဲ့လိပ်စာပြောင်းသွားတာပဲဖြစ်ဖြစ်သူ့ရဲ့ access ပေါ့နော်ပြောင်းသွားတာပဲဖြစ်ဖြစ်ပေါ့နော် access authorization ပုံစံမျိုးပေါ့နော်သူကလုပ်ပေးတာscam ရဲ့အရှေ့ကောက်ကဘာလဲဆိုလို့ရှိရင် scam ရဲ့အရှေ့ကောက်က system for cross domain identity management ပေါ့နော်ဒါမဲ့ဘယ်သူမှအဲ့အရှေ့ကောက်လည်းမခေါ်ကြပါဘူး scam ပဲခေါ်ကြတာပေါ့နော်အဲ့မှာသူရေးထားတဲ့အတိုင်းပဲ identity ကို management လုပ်ပေးရပါပေါ့နော်သူကခုနကပြော synchronization တွေပါတယ်လည်းလုပ်ပေးတဲ့အတွက်ဒီ
ဘာတွေလူတွေအတွက်ဘာတွေကောင်းသွားလဲဆိုတော့အရင်တော့ဆိုရင်ကိုက application တစ်ခုလူတယောက် company ကိုအသစ်ဝင်လာမယ်ဆို application တစ်ခုကိုတယောက်ကိုကလိုက်ပြီးတော့create လုပ်ရတယ်ပေါ့နော်ဒီလူရဲ့ data တွေကိုဒီမှာလဲလုပ်ဒီမှာလဲလုပ်ထပ်ပြီးလုပ်နေရတဲ့အတွက်မှားသွားတာ human error တွေပါဖြစ်နိုင်တယ်အဲ့ဒီဟာတွေအတွက်ဒီ scam ရှိလာတဲ့အတွက်အဲ့ဒီဟာတွေ cover ဖြစ်သွားတယ်ပေါ့နော်ဒီ company ရဲ့ primary directory တခုမှာပဲလုပ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ data တွေကအဲ့ဒီ organization တခုလုံး real time ပေါ့နော်sync ဖြစ်သွား organization တခုလုံးမှာ create လုပ်ပြီးသားဖြစ်သွားတယ်အခြား system တွေမှာလည်းပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကဘာကောင်းသွားလဲဆို security နေရကြည့်မယ်ဆိုလို့ရှိရင်လည်းဥမာဒီလူက department ပြောင်းသွားတာတို့ဒါမှမဟုတ်လို့ရှိရင်ဒီအလုံးလုံးနေတဲ့ location ပြောင်းသွားတာတို့ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေမှာဆိုလို့ရှိရင်ချက်ချင်းဒီလူဒါပြောင်းလိုက်တာနဲ့ချက်ချင်းသူကဒီ department ဆိုရင်ဒီ application ကို access လုပ်ခွင့်မရှိဘူးအဲ့လိုမျိုးတွေ company မှာဆိုရင်ရှိရပေါ့နော်ရှိရဆိုရင်သူပြောင်းသွားတာနဲ့ချက်ချင်းဒီ access ကသူ့ကိုဖြတ်ပြီးသားဖြစ်သွားတယ်ဒီ access ကိုမရအောင်လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ security အတွက်လည်းကောင်းတယ်သူနဲ့ဆိုင်တာပဲသူကြည့်ခွင့်ရှိရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးဥမာ location ဆိုရင်လည်းဥမာဒီဂျပန်မှာရှိတဲ့လူကတော့ဓာရီကြီးခွင့်မရှိဥမာမြန်မာမှာရှိတဲ့လူဆိုရင်ဓာရီကြီးခွင့်မရှိအဲ့လိုမျိုးတွေအတွက်လည်းကိုကနေရာပြောင်းသွားတာနဲ့ချက်ချင်း real time သူက synchronization လုပ်ပေးတဲ့အတွက်security အရာလည်းပို့ပြီးတော့အထောက်အကူဖြစ်တယ်ပေါ့နော်ဒါကဒီ zero trust technology မှာဆိုရင်လည်းတော်တော်များများဒီ scammer တို့ scam တို့ကိုသုံးကြတယ်ပေါ့နော်ဒီ zero trust ဆိုတာဘာလဲမသိလို့ရှိရင်မို့ဗီဒီယိုလေးနဲ့ပြောထားတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုသွားကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဒီဟာကတော့ scam အကြောင်းပေါ့နော်ဒီသုံးနဲ့ဆိုလို့ရှင်တော့ mono company တို့တော်တော်များများဒီ security fee ထဲမှာလဲ scam နဲ့scammer ဆိုတာကတော်တော်အသုံးများတယ်လို့ပြောလို့ရတယ်ပေါ့နော်ကတော့ဒီနေ့ဒီ SSO ရဲ့ scammer ရဲ့ scam အကြောင်းလေးကိုဒီနေရာလေးမှာပဲမွန်ရထားလိုက်မယ်ပေါ့နော်မွန်ကပေါ့နော်ဒီ channel မှာမွန်လည်းတိတ်မအားတာနဲ့အဲ့လိုမျိုးဗီဒီယိုကိုတော်တော်ကြာမှတစ်ခါတင်ပြတယ်ပေါ့နော်အပတ်တိုင်းလည်းတိတ်မတင်ပြဘူးဒီအခုကနေစပြီးတော့မွန်စူးစမ်းပြီးတော့တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါဗီဒီယိုလေးလုပ်ပြီးတော့တင်မယ်လို့စိတ်ကူးထားတယ်ပေါ့နော်အများသောအားဖြင့်တော့ဒီ technology နဲ့ပတ်သက်တာပဲတင်ဖို့များတယ်ပေါ့နော်အခါလေးလဲမွန်ခရီးတွေပါတယ်သွားတာလို့ဒါမှမဟုတ်မွန်ဝါသနာနဲ့ပတ်သက်တာလေးဆိုလို့ရှင်လဲဒီလို lifestyle blog လေး travel blog လေးတင်ပေးဖို့လဲစဉ်းစားထားတယ်ပေါ့နော်အားကြောင့်မွန်တို့ရဲ့ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင် subscribe လုပ်ရကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်မွန်ဒီနာလေးမှာပဲဆုံးသက်လိုက်ပါမယ်